ရှုံးမဲမရှိပေမဲ့ဖလားနဲ့ဝေးကွာနေရတဲ့မော်ရီညိုနဲ့ဘင်ဖီကာတို့ရဲ့ထူးဆန်းတဲ့ယာတီပေါ်တူဂီထိပ်သီးကလပ်ဘင်ဖီကာအသင်းဟာနီးပြမော်ရီညိုရဲ့လက်အောက်မှာဒီယာတီကိုရှုံးမဲမရှိပဲဖျက်ဆီးနေရပေမဲ့ချန်ပီယံစုကိုစုကူးနိုင်မှုအောင်တော်တော်လေးကိုခက်ခဲသွားခဲ့ပြီဖြစ်ပါရီလက်ရှိမပေးစရာမှာအဆင့်တစ်နေရာကပေါ်တူအသင်းနဲ့အမှတ်ကွာဟာချက်များပြားနေတယ်လို့ဂျားထဲမှာလည်းပဲစပိုရင်းလစ်ဘွန်အသင်းကခံနေရကြောင်းမလို့ဘင်ဖီကာတို့အတွက်မျှော်လင့်ချက်မိမိနေရတာပါရှုံးမဲမရှိစံချိန်ကိုဆက်ပြီးတော့ထိန်းထားနိုင်ပေမဲ့တီပွဲတွေများလုံးနေရကသူတို့ကိုဖလားနဲ့ဝေးကွာစေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါရီမင်းညကစားခဲ့တဲ့ပွဲစဉ်မှာလည်းပဲဇယားအောက်ခြေကအဆင့်18နေရာမှာရှိတဲ့ကာဆာဘီယာအသင်းကိုတကိုးစီတေးရလက်နဲ့သာကျင်းနေခဲ့ရတာကဘင်ဖီကာပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်ပျက်စရာပါအားနေတဲ့ပြိုင်ဘက်ကူတော်မှအနိုင်မရရှိနိုင်ခဲ့တာကြောင့်မလို့ရှုံးတော့မရှုံးဘူးဒါပေမဲ့နိုင်လဲမနိုင်ပြန်ဘူးဆိုတဲ့အခြေအနေဇိုးကြီးထဲမှာပိတ်မိနေတယ်လို့ခံစားနေရတာကအမှန်ပါပဲဒီပွဲကသူတို့ရဲ့ချန်ပီယံအိမ်မက်ကိုအဆုံးသက်သွားစေဖို့အတွက်အဆုံးဖြတ်တစ်ခုလိုတော့မှဖျက်သွားစေခဲ့ပါတယ်အခုဆိုလို့ရှိရင်မော်ရီညိုနဲ့ဘင်ဖီကာအသင်းဟာဘောလုံးသမိုင်းထဲမှာတူးရခဲ့တဲ့ရှုံးပွဲမရှိပေမဲ့ဖလားလက်မဲ့ဖြစ်မဲ့ယာတီတစ်ခုကိုပိုင်ဆိုင်မှုတဲ့တဖြည်းဖြည်းနီးကပ်လာနေပြီပဲဖြစ်ပါရီစိုင်းနေကောင်းတစ်ခုကိုတီးဆောက်နိုင်ခဲ့ပေမဲ့လက်တွေ့ကျတဲ့အောင်မြင်မှုမရရှိတာကတော့တကယ်ကိုနှမျောစရာကောင်းပါရီအမဘေးလီရဲ့အနှစ်သာရကနိုင်ပွဲတွေဖြစ်လို့ရှုံးပွဲမရှိုံနဲ့နေမလုံလောက်ဘူးဆိုတာကိုဘင်ဖီကာတို့ဒီယာတီမှာသင်ခန်းစာကြီးရသွားခဲ့တာလည်းဖြစ်ပါရီ